meaning ကိုနေရင်ကြည့်ရတာနဲ့ဘာဖြစ်လို့မိသွားတာလဲပထမဆုံးတစ်ချက်က meaning ကိုမြင်လို့ကြည့်လို့ပါဒီစကားထူးဆန်းကောင်းထူးဆန်းနိုင်မယ်ဒါပေမဲ့ဟုတ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကိုကဥမာက confident ဆိုလို့ရှိရင် confident တစ်မျိုးကိုပဲကြက်လိုက်တာယဉ်ကျေးမှုရှိတော့အဲ့လိုမျိုးပဲကိုကကြက်လိုက်တာachieve ဆိုလို့ရှိရင်အမျိုးရရှိသည်ကိုကစကလုံးတစ်လုံးချင်းစီကိုပဲကြက်သွားတဲ့အတွက်ကြောင့် meaning ကိုမေ့သွားတာဖြစ်နိုင်တယ်ပေါ့နော်ဒုတိယတစ်ချက်ကဘာလဲဆိုတော့အဲ့ဒီရဲ့ meaning တွေကိုစာကြောင်းထဲမှာ own sentence အဖြစ်မပြောင်းတာကိုကဘယ်လိုလဲဆိုတော့ကြက်ပဲကြက်လိုက်တယ်ကွာကြက်ပဲကြက်လိုက်တယ်ဒါပေမဲ့အဲ့ဒီ meaning တွေကိုမှဒီနေ့တစ်လုံးရနှလုံးရအဲ့ဒါရောကိုယ့်ရဲ့ own sentence အဖြစ်မရေးလို့ရှိရင် meaning တွေကမေ့နေတော့ပါတယ်အဲ့ရောဘယ်လိုလုပ်ရမလဲဆိုတော့ပထမဆုံးတစ်ချက်ကကြတော့ meaning တစ်ခုကိုကြက်လိုက်တာနဲ့အရင်တော့ဆိုလို့ရှိရင်ကွာ meaning ကိုအလွတ်ဆိုမယ်ဆိုရင်မြန်မာလိုကြည့်ပြီးတော့မှသူရဲ့ meaning ကိုဆိုသွားကွာအခုကအဲ့လိုမကြက်ပဲနဲ့ meaning တစ်လုံးဥမာဆိုလို့ရှိရင်ပေါ့ confident ဆိုလို့ရှိရင်သူရဲ့ synonym အတိတ်ပဲသူရဲ့စကားလုံးလေးကိုကြက်လိုက်သူရဲ့အတိတ်ပဲဆိုတဲ့စကားလုံးလေးကိုမှတ်လိုက်ပါနော်ဒီမှာဆိုလို့ရှိရင် self assured အဲ့ဆိုသူနေတိတ်ပဲတူတဲ့စကားလုံးပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်အဲ့ဒါကိုမှတ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဘာလဲဆို sentence တစ်ခုဖြစ်ပြုလို့အောင်ပြောရစား I feel confident before the exam မှာကွာ usage တွေကိုတခြားနားလည်ပြီးတော့မှသိမှာကွာအဲ့ဒါကြောင့်မလို့ sentence တစ်ခုအကြောင်းဖြစ်ပြီးစားလိုက်ပါတတိယတစ်ချက်ကကျတော့ speaking နေမှာထည့်ပြောပြပါခုမှစကားပြောဖို့ဖို့မရှိရင်တောင်မှကွာကိုမှန်ထောင်ပြီးတော့ကွာကို presentation လုပ်တာဖြစ်ပြောလို့ရတယ်ပေါ့နော်အဲ့ဒီစကားလုံးနဲ့ကိုရဲ့ meaning တွေကိုကိုအပိုင်ဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီရဲ့အချက်လေးတွေကအထောက်အကူပြုမှလည်းမျိုးနေပါတယ် see you in the next video